ကျွန်တော်တို့ FTFM မှာဘာလို့ဒီလေးကျင်ကန်လို့ဟိုလေးကျင်ကန်လို့ဆိုတဲ့ရိုးရှင်းရှင်းဗီဒီယိုတွေထက်ဆိုင်ရဲ့ research တွေသိပ္ပံနည်းကျအချက်လက်တွေနားလည်ရခက်တဲ့အယူအဆတွေကိုပြပြီးတော့ဒီဟာတွေလုပ်ရင်ခန္ဓာကိုယ်မှာဘာဖြစ်မယ်ဒါတွေကတော့ဘာကြောင့်လုပ်တင်တယ်ဒါတွေကတော့ဘာကြောင့်မလုပ်တင်ဘူးဆိုတဲ့အချက်လက်တွေကိုတကူးတကရှင်းပြနေရတဲ့ရည်ရွယ်ချက်ကအခုက 22nd century မှာနေနေတာဖြစ်တယ်ကျွန်တော်တို့ငယ်ငယ်တုန်းကလို့ကျင်သွားလို့ရှိရင်အပြောင်လောင်ခံရတဲ့ခေတ်လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီးလေ့လာခြင်းလို့ရှိရင်ဟို 1980s လောက်ကအာနိုတို့ Ronnie Coleman တို့လို bodybuilder တွေဝိမာတာလောက်ပဲကြည်ရတဲ့ခေတ်ရက်ွက်ထဲကဆရာကြီးတွေကိုကူးကွယ်ပြီးတော့ဘာမှမသိနားမလဲပဲနဲ့သူတို့ပြောသလို weight တွေအတကုံမှနောက်နေ့နာကျင်ကြိုက်ခဲနေလဲအတကုံထက်မှဒီ injury တွေဖြစ်ဘာရလဲဘာတိုးတက်မှုမှမမြင်ရဘဲနဲ့ရောင်းလဲရှောက်လုံနေရတဲ့ခေတ်တုန်းကလိုမျိုးမဖြစ်အောင်လို့ဒီပညာတွေမျှဝေပေးခြင်းဖြစ်တယ်ဒီဘက်ခေတ်မှာက internet တွေ wifi line တွေပေါ်လာတယ်အချက်လက်တွေစုံလာတယ်ကိုသိကျင်တာကိုခလုတ်လေးတစ်ချက်နှိပ်ပြီးတော့လေ့လာလို့ရတဲ့ခေတ်ဖြစ်နေပါပြီကို့မှာလေ့လာခြင်းနဲ့စိတ်ရှိဖို့ပဲလိုပါတယ်ဒါကြောင့်မလို့အခုနောက်ပိုင်းလူငယ်တွေကိုကျွန်တော်တို့တုန်းကလိုမျိုးအချိန်တွေအလဟတ်တက်မကုန်တော့ injury တွေမဖြစ်အောင်လေ့ကျင့်ခန်းတွေကိုစန်တိုဝါရှောက်လုပ်ပြီးတော့ဘသူ့ကိုဆရာတင်လို့တင်ရမှမသိမဖြစ်ဘဲနဲ့လေ့ကျင့်ခန်းလုပ်ရတဲ့ပျော်ဖို့ကောင်းတဲ့ဘက်အချမ်းတွေကိုမြင်နိုင်အောင်လို့ကျွန်တော်တို့လေ့လာခဲ့တဲ့ညဘဟုသုတတွေကိုမျှဝေပေးနေခြင်းသာဖြစ်ပါတယ်အမှန်တော့လေ့ကျင့်ခန်းကဘာလို့ဖြစ်ပါတယ်ဒါပေမဲ့အချိန်ကုန်လူပင်မတက်တာပြီးတော့ထိရောက်တဲ့လေ့ကျင့်ခန်းတွေလုပ်နိုင်အောင်ဘာလို့ရင်ခန္ဓာကိုယ်ကဘာဖြစ်မယ်ဘာတွေဘာကြောင့်လုပ်တင်တယ်မလုပ်တင်မှန်သိစေခြင်းနဲ့ဆန္ဒကြောင့်ကျွန်တော်တို့ FTFM channel မှာအခုလိုလူကြိုက်နေတဲ့ science based အချက်လက်တွေကိုပိုအသားပေးတင်ပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုတစ်ခုကြောင့်ခင်ဗျားတို့အရင်ကမသိခဲ့တဲ့ဘဝတုဒတစ်ခုအသိပညာတစ်ခုတူးသွားရင်ပဲကျင်းနေပါတယ်ဗျာအားလုံးကျမ်းမာပျော်ရွှင်ပြီးတော့ဒီထက်ပို smart ဖြစ်တဲ့ lifestyle တစ်ခုကိုဖန်တီးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်